ချင်းနာကြရဲ့ပုံရိပ်လေးများညီကိုချင်းချစ်ချင်းဖွဲ့တဲ့ချင်းတန်စိတ်တော့ခဲ့ရမှာအစိုးပြခဲအပီဝတ်ွားပြင်ပပေါ်ရောက်လာတဲ့ကျုံးစားရုံကနေရင်နဲ့စိတ်ထားတွေဖြည်းဖြည်းကြမ်းတမ်းခဲ့ပြန်တွေ့နေရောက်မိတဲ့အတိတ်ကအသက်တာကလေးဘဝရဲ့ရင်ထဲမှာအေးချမ်းသွားလို့ပဲစိတ်ထားတွေပြူပြလို့ဖြူစင်ရိုးသားပြေကင်းဖို့အပူပင်ကင်းငြိမ်းချမ်းခြင်းတွေရင်ထဲမြဲရှိဖို့